ဟုတ်ကဲ့ကျွန်မနာမည်ကတော့ပါမောက္ခဒေါက်တာညိုညိုအောင်ပါပါမောက္ခဌာနမူစိတ်ကျန်းမာပညာဌာနစစ်တက်ကတူနေရန်ကုန်ကဖြစ်ပါတယ်ရှင်ဟုတ်ကဲ့စိတ်ပိုင်းဆိုင်ရာဆိုတာကစိတ်ပိုင်းဆိုင်ရာလို့ပြောပြီးမြဲတကယ်တမ်းကျတော့သူ့ရဲ့ဖြစ်ပေါ်မှုက function က brain function တွေမှာလည်းအများကြီးထိခိုက်ပါတယ် brain ရဲ့ structure တွေမှာလည်းထိခိုက်ပါတယ် brain နဲ့ neurotransmitter တွေဒီဟာတွေမှာလည်းအများကြီးထိခိုက်မှုရှိတယ်နောက်သူတို့ရဲ့ brain မှာ circuit တွေရဲ့ connectivity ပေါ့ဒီဥစ္စာတွေမှာလည်းထိခိုက်မှုရှိပါတယ်ဆိုလိုတာကတော့ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းဆိုတာကလည်း brain မှာပြဿနာဖြစ်တဲ့ brain disorder တစ်ခုပါပဲနေရာကဘယ်နေရာတွေမှာဘယ် area တွေမှာထိတာလဲဆိုရင်ကျွန်တော်တို့ thinking မှာထိပါတယ် behavior မှာထိတယ် mood မှာထိတယ်ပေါ့အဲ့တော့ thinking မှာထိတယ်ဆိုလို့ရှိရင်သူတို့စကားပြောတဲ့ခါကြလို့ရှိရင်စကားပြောတဲ့ဥစ္စာတွေကမမှန်ဘူးပေါ့ဥပမာတယောက်ကသူ့ကိုမကောင်းကြံတယ်လို့ထင်တယ်ဥပမာ delusion လို့ခေါ်တာပေါ့နော် thought မှာထိတာ thought disorder မကောင်းကြံတယ်လို့ထင်တဲ့ခါကြတော့သူတို့တွေကခုနပြောတဲ့တရားမကောင်းကြံတယ်လို့ယူဆတယ်ဆိုရင်သူအိမ်တွေမှာဆိုလို့ရှိရင်ငါ့ကိုမတရားလာလို့မဟုတ်တာတွေလာလို့မှာဆိုတော့မှအိမ်မှာတချို့ဆိုလို့ရှိရင်ဟိုဟာတွေကဒီဟာတွေကပိတ်ထားပေါ့ဒါတွေပြောတာတွေရှိတယ်ဟာအစာတွေထဲမှာအစိတ်တွေခတ်ထားမယ်လို့ထင်တဲ့ခါကျရင်အရာဥစ္စာတွေမစားဘူးပေါ့အစတည်းဒီလိုမျိုးတွေရှိတတ်တယ်နောက်တစ်ခု perception perception ဆိုတာဒီအာယုံမှာဖြစ်တဲ့ဥစ္စာအကြားအာယုံမှာပေါ့လူတွေမရှိဘဲနဲ့နားထဲမှာအတန်တွေကြားတာတွေရှိတယ်ဒါကြောင့်သူ့ကြည့်လိုက်တယ်ဆိုတယောက်တည်းစကားတွေပြောနေမယ်ပြုံးနေရတယ်ရှိမယ်ရည်နေရတယ်ရှိမယ်ပေါ့သူ့လာပြောတယ်ဆိုလို့ရှိရင်သူပြန်ပြောလိုက်တာလည်းရှိမယ်ဒီဥစ္စာမျိုးတွေတွေ့ရပါနောက်တော့ behavior ပေါ့ behavior မှာဆို disorganized behavior ဥပမာလမ်းပေါ်မှာသွားနေတဲ့လူမှာသူကသူကကျင်လည်းကမယ်ဆိုကျင်လည်းဆိုနေမယ်ဥပမာခုနပြောတဲ့ဖုန်းမပါဘဲနဲ့ဖုန်းတွေပြောချင်တယ်ပြောနေပဲပေါ့ဒီလို behavior တွေတွေ့ရပါတယ်ဒါဆိုရင် schizophrenia တယောက်ရဲ့ picture ပါပဲရှင်ဟုတ်ကဲ့ကျွန်မဒီစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့လောက်လာတာနှစ်ပေါင်း18နှစ်20လေးပါးလောက်ရှိပါပြီအဲ့ဒါ schizophrenia patient တွေနဲ့အများကြီးပဲကြုံတွေ့ခဲ့ရပါတယ် schizophrenia patient ကို diagnosis လုပ်မယ်ဆိုရင်တော့အခြားကျန်းမာရေး physical ကျန်းမာရေးယောဂတွေလိုပါပဲနံပါတ်1ကတော့ကျွန်တော်လူနာရဲ့ရာဇဝင်ယူရပါတယ်လူနာရာဇဝင်လူနာရှိရလို့ယူတယ်သူတို့နဲ့အတူတူနေထိုင်တဲ့မိသားစုပေါ့တခါတလေကြားလို့ရှိရင်လိုအပ်ရင်လည်းအလုပ်ထဲရပေါ့ဒါတွေအကုန်လုံးကနေကျွန်တော်လူနာရေးရာဇဝင်ယူရယူပြီးရင်နောက်သူတို့ကိုကျွန်တော်တို့ mental state examination လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုကျွန်တော်တို့ကို examination လုပ်ရပါတယ်အဲ့မှာသူတို့စကားပြောတာဘယ်လိုလဲသူတို့တွေးရတယ်ဘယ်လိုလဲသူတို့အမြင်တွေဘယ်လိုလဲသူတို့ရဲ့ mood တွေဘယ်လိုလဲပေါ့နော်အားသာတခြားသူတို့ရဲ့သိမှုဆိုင်ရာပေါ့ cognitive function လို့ခေါ်တဲ့မြင်တာတို့သူတို့ရဲ့ဒီလောကယုံကြည်ပေါ့ attention concentration orientation memory မှတ်ဉာဏ်ပိုင်းဆိုင်ရာဒါတွေအကုန်လုံးကျွန်တော် assess လုပ်ရပါတယ်အဲ့ဒါတွေပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့တခြားယောဂတွေမဟုတ်ပါဘူးဆိုတာတွေကို investigation တွေနဲ့ discrete လုပ်ရပါတယ်ဥပမာ CT လုပ်မယ် MRI လုပ်မယ်တခြားပေးနဲ့ဆိုင်တဲ့examination တွေလုပ်ပါတယ်ပြီးတော့ကျွန်တော်တို့မှာ psychological test တွေဆိုတာရှိပါတယ်ဒါကတော့တနိုင်ငံလုံးလက်ခံထားတဲ့ structure လုပ်ထားတဲ့ psychological test တွေနဲ့ assess လုပ်ပါတယ် assess လုပ်ပြီးတဲ့ခါကျတော့မှတွေ့ရှိလာတဲ့တွေ့ရှိချက်တွေပေါ်မူတည်ပြီးတော့မှ standardize လုပ်ထားတဲ့diagnosis criteria တွေရှိတဲ့ ICD-10 လို့ DSM-5 တို့နဲ့ကျွန်တော်ပြန်ပြီးတော့မှ diagnosis လုပ်ပြီးတော့မှ schizophrenia ပါဆိုပြီးတော့မှကျွန်တော် diagnosis လုပ်ပါတယ်ဒါကတော့ diagnosis လုပ်တဲ့အပိုင်းပေါ့နောက်တော့ကုသမှုပိုင်းပေါ့ကုသမှုပိုင်းမှာဆိုလို့ရှိရင် schizophrenia တရားကိုကုတဲ့အခါကျရင်ကျွန်တော်တို့ biopsychosocial လို့ခေါ်တယ် bio ဆိုတာကတော့medication ပေးတာပေါ့နော် biological treatment ဒါကတော့သူတို့တွေကို antipsychotic တွေပေးပါတယ်နောက် psychological treatment လိုအပ်တဲ့ psychological treatment ဥပမာတို့ psycho education ပေးတာတို့ family therapy လုပ်တာတို့တခြားသူတို့ကို self care တွေလုပ်တတ်လာအောင်လို့နောက်သူတို့နဲ့အလုံးနဲ့ပတ်သက်တဲ့ဟာကြတော့လိုအပ်တဲ့အလုပ်ကောင်နဲ့ပတ်သက်တဲ့ training တွေပေးတာတို့ဒါလေးတွေလုပ်ပေးပါတယ်နောက်တစ်ခါကျတော့ social ပေါ့ social treatment အနေနဲ့ကတော့သူတို့ဘာတွေလိုအပ်နေလဲလိုအပ်တဲ့အရာတွေကျွန်တော် support လုပ်ပေးနိုင်တဲ့social welfare တွေနဲ့ချိတ်ဆက်တာတို့တရားနိုင်ငံမှာဆိုလို့ရှိရင်တော့ residential သူတို့အလုပ်တွေမှာနေထိုင်မှုတွေအတွက်ပါအားလုံးကိုစီစဉ်ဆောင်ရွက်ပေးတာတွေရှိပါတယ်ဒါကတော့ဘယ်လို diagnosis လုပ်တာနဲ့သူတို့ရဲ့ကုသမှုနည်းလမ်းတွေပါရှင်ဟုတ်ကဲ့မြန်မာနိုင်ငံမှာတော့schizophrenia ကို schizophrenia နာမည်အနေနဲ့တော့သိမှုနည်းမယ်ထင်ပါတယ်ဒါပေမဲ့ဘာအနေနဲ့တော့သိကြလဲဆိုစိတ်ကစင်ကလျားဆိုပြီးတော့သိကြမယ်ထင်ပါတယ်စိတ်ကစင်ကလျားယောဂါလို့လည်းအမှားလို့ခေါ်ကြတယ်ပေါ့နော်ဒါ schizophrenia ဆိုတာကဘယ်လိုမျိုးဖြစ်တာလဲပေါ့ဥပမာသူ့မှာဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ခုန brain တွေက
ရှင်းပြသွားလို့ပဲ brain တွေက pathology ပေါ့ brain တွေက function တွေကြောင့်ဖြစ်မယ် structure တွေကြောင့်ဖြစ်မယ် cognitivity တွေကြောင့်ရှိမယ် neurotransmitter လို့ခေါ်တဲ့ chemicals တွေပေါ့နော်ဆိုလိုတာက dopamine တို့ serotonin တို့ဒါတွေကြောင့်ဖြစ်တာပါ